မင်္ဂလာပါရှင်အရှင်ဇောတိကညောင်တုံးဆရာတော်ရေးသားအပ်သောပရိစ္ဆာသမုပ္ပါသင်တန်းတရားတော်များအပိုင်း၄ရဲ့အပိုင်းဆက်7ကိုတင်ပြပါမယ်ရှင်အစားထိုးနေကြလို့သာတဲ့ဥပမာအားဖြင့်အပေါ်မှာမုံညင်းစေးလေးတင်ထားရင်တင်လို့မရဘူးတင်လိုက်တာနဲ့ပြုတ်ကျသွားတယ်ဖြက်ကနဲ့ဆိုပြုတ်ကျသွားတယ်အဲ့ဒီသဘောတရားအတိုင်းပဲဒါပေမဲ့အဲ့ဒီဖန်ဆုပ်မရတဲ့ပြစ္ဆုတ်ပံကာလကိုတကယ်ဖမ်းမယ်ဆိုရင်အတိတ်နဲ့အနည်းဆုံးအချိန်ကိုဖမ်းမှရမယ်ဒါကြောင့်အတိတ်နဲ့အနည်းဆုံးအချိန်ကိုပြစ္ဆုတ်ပံကာလလို့ယူလိုက်ပါအဲ့ဒီကာလကိုယူလိုက်ရင်ပြစ္ဆုတ်ပံကာလဆိုတာပေါ်ပြီးဒီတော့လူတိုင်းမှာပြစ္ဆုတ်ပံကာလမှာဒုက္ခပေါ်လိုက်ဒုက္ခပေါ်လိုက်ဥပ္ပခါပေါ်လိုက်နဲ့ဝေဒနာတွေကတဖွာဖွာပေါ်နေတယ်မိမိတို့ဘဝမှာအနှစ်ချုပ်လိုက်ရင်ယခုဘဝယခုရနေတဲ့ရလတ်သည်ဝေဒနာကြီးပဲဝေဒနာရနေတာပဲအဲဒီကောင်းတယ်ဆိုတဲ့ဝေဒနာဟာလဲဖြိုးကနဲ့ဖြက်ကနဲ့တိလိုက်တဲ့အချိန်မှာမရှိတော့ဘူးကိုကရှေ့ဟာနဲ့အလားတူတဲ့အလားတန်တူတဲ့အရာကိုအစားလိုက်ထိုးနေလို့သာစားတဲ့အခါမှာလဲကောင်းတယ်ပျောက်သွားတယ်အဲ့ဒါကိုမမြင်ဘူးနောက်ကဟာကမမြင်အောင်ပိတ်ပြီးတော့အဖြစ်တစ်ခုနဲ့အစားထိုးပစ်လိုက်တယ်ဒီတော့ဘဝကြည့်လိုက်ရင်ဝေဒနာဘောကိုအစားထိုးရတာအကြိမ်ပေါင်းမနည်းဘူးမျက်စိကအစားထိုးလိုက်နားကအစားထိုးလိုက်တအားပင်ပန်းတာပဲဒါကြောင့်မို့လို့ဖះကဒုက္ခသစ္စာလို့ခေါ်တာလူသားတွေသိပ်ပင်ပန်းတယ်ကွာမျက်စိနားနှာခေါင်းရှာကိုယ်စိတ်တွေကအလုတ်ကိုရှုပ်နေတာပဲဒါကမူရင်းဒုက္ခမူရင်းဒုက္ခမှတခါအပိုဒုက္ခကထပ်လာသေးတယ်အဲ့ဒီဒုက္ခတွေအကြောင်းကိုတော့ဒုက္ခသစ္စာကြတော့ထပ်ပြောမယ်ဒါလေးကိုနည်းနည်းလေးသဘောပေါက်အောင်ကြည့်ပါဘဝမှာမိမိတို့အနှစ်ချုပ်လိုက်ရင်ဝေဒနာတွေပဲရှိတယ်ဘယ်သူဘဝမှထူးခြားတာမရှိဘူးဖះလဲဝေဒနာခံစားရတဲ့အခြေအနေမျိုးပဲဝေဒနာ၃မျိုးဟာသူ့ဘာသာသူဆိုရင်တော့ကောင်းတယ်ဆိုတာတခုမှမရှိဘူးဒုက္ခအကြီးပဲဒါပေမဲ့မိမိတို့ကဇွတ်အသင်းလုပ်ပြီးကောင်းထားတာဒါငါနဲ့တဲ့တယ်ကွဆိုရင်ကောင်းတယ်ဆိုပြီးတော့ဝေဒနာကိုငါတတ်လိုက်တယ်ငါတတ်လိုက်ပြီးတော့ငါဒီဟုသောအကြောင်းကြောင့်ဝေဒနာဖြစ်ပေါ်ဖို့အတွက်တအားကြိုးစားရတယ်အချိန်အများကြီးယူရတယ်တဲ့ထမင်းကောင်းကောင်းစားရဖို့အတွက်စားရတာကပထမဆုံးပိုက်ဆံရှာရတယ်ပိုက်ဆံရှာဖို့အတွက်အလုပ်အကင်ရမှပညာတတ်မှဆိုတော့ပညာသင်အလုပ်အကင်တွေလုပ်ပြီးပိုက်ဆံရတော့ကိုစားခြင်းနဲ့ထမင်းဟင်းလေးဝယ်အသီးအနှံတွေဝယ်ချက်ပြုတ်ပြီးစားပါပြီထမင်းကောင်းကောင်းစားရဖို့အတွက်အချိန်အများကြီးပေးရတယ်ဒါကိုရဖို့အတွက်ပြုလုပ်ရမယ်အကြောင်းတရားကအများကြီးစားလိုက်ရတော့ပစ္စုပန်ကာလဟာတိတောင်မှမတိလိုက်ရဘူးအဲ့ဒီမတိလိုက်ရတဲ့ပစ္စုပန်ကာလအတွက်ကိုပဲအချိန်တွေများစွာဆက်ပြီးယူနေရတယ်ပစ္စုပန်ကာလနဲ့ဆက်ပြီးယူနေရတယ်မြဲတယ်လို့ကောင်းတယ်လို့နဲ့တကယ်တေးသေးချာချာအသိဉာဏ်နဲ့စူးစူးဆိုင်ကြည့်လိုက်ရင်ဖြစ်တည်ရတဲ့အကြောင်းကခဏလေးဖြစ်တည်ဖို့အတွက်ကြိုးစားရတဲ့ဒုက္ခကြီးကအရှည်ကြီးရလာတဲ့ဒုက္ခလေးကအခုတိလိုက်အခုချက်ချင်းဖြစ်ပြီးပြတ်သွားတာပေါ်တယ်
စားနေသွားနေတာတော့အတူတူတဲ့ခဏလေးဖြစ်တည်ဖို့အတွက်ကြိုးစားရတဲ့ဒုက္ခအရှိကြီးဆိုတာကိုမြင်အောင်ကြည့်ပါမြင်ရင်ဒုက္ခဆိုတာကိုမြင်ပါလိမ့်မယ်ဒုက္ခကိုမြင်ရင်တုံ့နှောင်ထားတဲ့အတုပ်အနှောင်ကလွတ်လိမ့်မယ်ရာဇဝမှုတွေကနေလွတ်ပြီးတော့ဆင်းရဲဒုက္ခကနေလုံးဝလွတ်သွားမယ်ယခုဘဝလက်ရှိမှာလည်းပဲအေးချမ်းစွာနေနိုင်မယ်နောက်ဘဝတွေလည်းလွတ်မြောက်သွားမယ်ဘာအတုပ်နှောင်မှမရှိတော့ဘူးအတိတ်ကံကနေအတင်းပို့လိုက်တဲ့ဒုက္ခကြီးဝိပါကဝတ်ကြီးကတော့ဒုက္ခရောက်နေအောင်မှာပဲခံစားမှုဝေဒနာတဖွာဖွာပေါ်နေအောင်မှာပဲအဲ့ဒီပေါ်နေတဲ့အထဲမှာမှမိမိတို့သည်အေးအေးချမ်းချမ်းငြိမ်ငြိမ်သက်သက်နဲ့နေချင်ပါတယ်ဆိုရင်အခုပြောတဲ့ခံစားချက်တွေဖြစ်ပေါ်ပုံကိုတေချာသိမြင်အောင်ကြိုးစားပါကြိုးစားလို့သိမြင်ပြီးတဲ့နောက်မှာဒီခံစားချက်တွေဟာငါမဟုတ်ဘူးတူမဟုတ်ဘူးပုဂ္ဂိုလ်တ attva မဟုတ်လို့ပယ်နိုင်လိမ့်မယ်ဆိုရင်အပူဒဏ်တွေကနေအေးသွားမယ်လှုပ်ရှားမှုတွေကနေငြိမ်သွားမယ်စားနေသွားနေတာတွေအတူတူပဲဝေဒနာတဖွာဖွာပေါ်နေတာလည်းအတူတူပဲမျက်စိနားနှာခေါင်းရှာကိုယ်စိတ်ရှိနေသမျှပေါ်တယ်ပေါ်မဲ့ပေါ်ပေမဲ့အေးအေးချမ်းချမ်းငြိမ်ငြိမ်သက်သက်ဖြစ်ပေါ်နေလိမ့်မယ်ဒါကယခုဘဝအတွက်ပစ္စုပန်ကာလနဲ့နောင်အနာဂတ်ကာလမှာလည်းပဲနောင်တန်တရားဘဝမှာဘဝရဲ့လို့မဖြစ်ပေါ်တော့ရင်အခုကဲ့သို့ဘာဒုက္ခမှမရှိတော့ဘူးအဲ့ဒီလိုဖြစ်စဉ်ကိုမိမိတို့လေ့လာရမှာပါအစဉ်အလာတွေဖြောက်ပြည့်တဲ့အခုနံပါတ်2အကွက်မှာအစဉ်အဆက်ဖြစ်ပေါ်လာပုံကိုကိုဟာကိုစဉ်းစားကြည့်ပါဘဝတစ်ခုဖြစ်ပေါ်လာဖို့အတွက်အကြောင်းအရင်းခံသည်အတိတ်ဘဝတုန်းကကိုမသိလို့အမှုတွေကျူးလွန်ခဲ့တယ်ထိုမသိမှုနဲ့ကျူးလွန်ခဲ့တဲ့အတိတ်ဘဝအကြောင်းကြောင့်ပစ္စုပန်မှာခံစားချက်ဝေဒနာဒုက္ခသစ္စာကြီးရရှိနေပါပြီဆိုတဲ့အခြေအနေကိုရောက်နေပြီကျေးဇူးတင်ပါတယ်ရှင်ဆက်လက်တင်ပြပါမယ်ရှင်